မအူပင်မြေမှကြီးညိုဖွယ်ရာကွင်းလယ်ဖျားမင်္ဂလာပါခင်ဗျာဒီနေ့မှာတော့ကျွန်တော်တို့အေယာဝတီတိုင်းမအူပင်မြို့နယ်ရဲ့တာယာလဘရဲ့ကြီးလက်ရှုခင်းတဲ့ကြားစီကိုတွားကြပါမယ်တက်ကဲကုန်းရွာနဲ့တထေးကုန်းရွာနေရွာကြားမှာရှိတဲ့လဲကွင်းဖြင့်ကျဲကြီးရဲ့အလဲမှာကွင်းလယ်ဖျားလို့လူတီများလက်စီဒီတော်မြတ်ကြီးတဆူတည်ရှိပါတယ်မြို့ပြရဲ့ဆွေညံမှုတွေနဲ့ဝေးရမှာငိမ့်ချမ်းစွာကိန်းဝက်စံပန်တွေဒီစီဒီတော်မြတ်ကြီးအကြောင်းကိုအတူတူလေ့လာကြည့်ရအောင်ပါဒီနေရာရဲ့ထူးခြားချက်တစ်ခုကတော့စန်တော်ရှင်ကြိုက်ချီယိုစီရီယောမြတ်ကြီးရဲ့ပုံစံတူကိုတီထားကိုးကွယ်ထားတာပဲဖြစ်ပါတယ်။ကြောက်ဆောင်ကြီးပေါ်မှာဟန်ချက်ညီညီကင်းဝတ်နေတဲ့ကြိုက်ချီယိုဖျားရဲ့ပုံစံအတိုင်းလဲကွင်းပြင်အလဲမှာဖူးမြော်ရတာဟာတကယ်ကိုအံ့ဩကြည်ညိုဖို့ကောင်းလာပါတယ်။ဝေးလံတဲ့မွန်ပြည်နဲ့အထိမသွားနိုင်တဲ့ဒေသခံမိဘပြည်သူတွေအတွက်ကြောင့်ဒီနေရာဟာစန်တော်ရှင်ကိုမန်းစပူဇော်လို့ရတဲ့အားကိုးရနေရာတစ်ခုလည်းဖြစ်ပါတယ်။တနက်ပတ်လုံးအေးအေးချမ်းချမ်းရှိနေတတ်တဲ့ဒီကွန်ပြင်ကြီးဟာတန်ခုလာရောက်ပြီးဆိုရင်တော့တကယ်ကိုတက်ဝင်လှုပ်ရှားလာပါတယ်။နှစ်စဉ်တန်ခုလာတိုင်းမှာကျင်းပတဲ့ကွင်းလယ်ဖီလာပွဲဟာတက်ကဲကုန်းနဲ့ထထေးကုန်းရွာသားတွေအတွက်အစီကားဆုံးနဲ့အပျော်ဆုံးအချိန်ပါတယ်။ရိုးရာမပြတ်ကျင်းပကြတဲ့ဖျားပွဲမြင်ကွင်းတွေပျော်ပွဲရှင်ပွဲတွေနဲ့အတူစီဒီတော်ကြီးကိုရွှေသင်္ကန်းကတ်လို့ပူဇော်ကြတဲ့တက်တာတရားတွေကိုကြည်နူးဖွယ်တာတွေ့မြင်ရမှာဖြစ်ပါတယ်။မြစ်ကြပိုးသချင်းကွင်းလယ်ဖျားဟာရွာနဲ့ရွာရဲ့စီလုံးမှုနဲ့တတာတရားရဲ့အပြရုပ်တစ်ခုပါပဲခမရတို့အနေနဲ့လည်းစိတ်ပင်ပန်းနေတဲ့အခါဒါမှမဟုတ်အေးချမ်းတဲ့ကျေးလက်ရှုခင်းတွေကိုခန်းစားခြင်းတဲ့အခါဒီစီဒီတော်မြတ်ကြီးကိုလာရောက်ဖူးမြော်ဟုတ်ဖိတ်ခေါ်ခြင်းပါတယ်ဒီဗီဒီယိုလေးကိုကြည့်ရှုရင်ခမရတို့ရဲ့စိတ်နှလုံးလည်းအေးချမ်းကြပါစေကျွန်တော်ရဲ့ YouTube Channel ကိုလည်းအားပေးကြပါအောင်ခမရအားလုံးကိုကျေးဇူးတင်ပါတယ်ဟာရိုက်ပါဗျာတောက်ပါလား